လေးအော်တန်လေးမတည်အလေးချိန်ချိန်လို့ပြန်ပေးမယ်ပြန်ပေးမယ်နော်မင်းနဲ့အကုန်လုံးတိထားပြီးသားပဲအကုန်လုံးဖြေလဲတိထားပြီးသားတန်တပိတ်တာနဲ့ခွန်တပိတ်တာဘယ်ဟာပို့လေးလဲတန်လေးဟုတ်လားကိုကတပိတ်တာတန်တပိတ်တာတပိတ်တာအဲ့ဒါဘယ်ဟာပို့လေးရလဲအကြောက်မှာကိုကလေးတယ်လို့လည်းကြားဘူးလေဘယ်သူကကြားဘူးတော့မပြောနဲ့အဲ့ကိုယ့်ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ဖြေတန်လို့တန်ပို့လေးတယ်ဟုတ်လားဘာဖြစ်လို့လဲတန်နဲ့ကိုနဲ့လေတန်ညားတယ်တန်လေကိုလေအလေးချိန်ကခွန်ကလည်းတပိတ်တာတန်လည်းတပိတ်တာလေအဲ့တော့ဘယ်ကားပို့လေးမှလဲသိဘူးတန်တပိတ်တာနဲ့ခွန်တပိတ်တာလေတသိနေတာဟုတ်စဉ်းစားကြည့်လေသိလို့မေးတာပေါ့လောက် line ပေါ်မှာလေလောက်သူများလေလှုပ်ထားတာအများကြီးပဲကြည့်ဘူးတယ်လည်းမဟုတ်ဘူးလားကြည့်ဘူးရတော့မေ့နေလေဟာစဉ်းစားကိုယ့်ကိုစဉ်းစားကြည့်ကိုယ့်စဉ်းစားကြည့်ဒီနေ့ဘူးတပိတ်တာတန်လည်းတပိတ်တာခွန်ကလည်းတပိတ်တာအဲ့တော့ဘယ်သူကပို့လေးမှာတန်တပိတ်တာခွန်ကတန်လေးဟာတပိတ်တာချင်းတူတူပဲလေလေတပိတ်တာချင်းတူတူပဲအဲ့ဒါပဲကပို့လေးမှာလဲအော်တန်လေးမတည်အလေးချိန်ချိန်အဖြေရတာလားစဉ်းစားမိသားဟုတ်တယ်အဲ့ဒါပါလေအဖြေကကိုလေအမတန်လေးတန်ပူလေးတယ်လေအဲ့ဒါတည်းကအလေးချိန်ကိုပြောရထင်လို့လေအေးဟုတ်တယ်လေဝိတ်ကွယ်ဝိတ်လေကားလာလေတန်လည်းတပိတ်တာလေဘုံကလည်းတပိတ်တာလေကိုပေါ့လေးကွာကိုပေါ့လေးကိုတပိတ်တာပြည့်အောင်ထည့်ပါလေဘယ်ဟာပူလေးလဲလို့မေးတော့တန်လေးတယ်ပဲဟုတ်လေတပိတ်တာရင်တူတူပဲလေတန်လည်းတပိတ်တာကိုကလည်းတပိတ်တာဘယ်သူကပိုလေးမှာလဲတီးတော့တာကိုကလည်းတပိတ်တာတန်လည်းတပိတ်တာဘယ်ဟာပိုလေးမှာတန်လေးမှာလေတပိတ်တာရင်တူတူပဲလေတူတူပဲဆိုရင်ပိုလေးဦးမှာအော်မလေးတော့တူတူဒီလောက်လိုင်းအောင်မှာဟောဖြစ်နေတဲ့ကိစ္စကိုတူတူခုနကတော့သူဒိတ်ပေါက်ပြီးတော့အတကုံထထိလိုက်တော့ငါများအဖြေများသိသွားပြီလားလို့ပြောမလဲအမားကြီးဒိတ်ပေါက်တာဆိုတော့တန်လေးတယ်ဆိုတော့အလေးချိန်လေးွားတယ်လို့ထင်လိုက်တာမဟုတ်တူတူပဲလေးချိန်ကတူတူပဲတဲ့စဉ်းစားလိုက်ရတယ်ဘယ်နှစက္ကန့်